Data ဂီရီယာဘလောက်တောင်ကျန်းလဲအားလုံးပဲမင်္ဂလာပါ The Great State Library ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Data ဂီရီယာဘလောက်တောင်ကျန်းလဲဆိုတဲ့အကြောင်းကို Biped Debra ရဲ့ The Wamiki Yamayana စာအုပ်ကိုအဓိကကိုးကားပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဲစလိုက်ကြရအောင်Data ဂီရီရဲ့နှစ်ပေါင်း1000ကျင့်စဉ် Biped Debra ရဲ့အင်္ဂလိပ်ဘာသာပြန် Volume 3 Page 491 ကဖော်ပြချက်အရယာဝနဟာနှစ်ပေါင်း1000လုံးဘာကိုမှမစားပဲအစာငါခံပြီးကျင့်ကြံခဲ့ပါတယ်အနည်း1000ပြေတိုင်းမှာယာဝနဟာသူ့ရဲ့ခေါင်းတစ်လုံးကိုဖျက်ပြီးမိဘုံထဲကိုမီးရှို့ပြီးပူဇော်ခဲ့ပါတယ်အဲ့လိုပူဇော်လာရင်းနဲ့အနည်း9000ကြာတဲ့အခါမှာတော့ခေါင်းကိုယ်လုံးထိပူဇော်ခဲ့ပြီးဖြစ်ပါတယ်အနည်း1000ပြည့်မြောက်တဲ့အခါမှာတော့ယာဝနဟာသူ့ရဲ့နောက်ဆုံး10လုံးမြောက်ခေါင်းကိုဖျက်ဖို့ပြင်ဆင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအရှင်ပြမဟာယာဝနရှိရာကိုရောက်ရှိလာခဲ့ပြီးသူ့ရဲ့ကျင့်ကြံမှုပေါ်နှစ်သက်သဘောကျတာကြောင့်အလိုရှိရာစုကိုတောင်းဖို့မိန့်ကြားခဲ့ပါတယ်ယာဝနဟာအရှင်ပြမကိုဦးချကမသေးနိုင်သောတိတ်ထိကိုတောင်းဆိုခဲ့ပါတယ်သူကထာရကာလပတ်လုံးငှက်များနဂါးများရက်ခများဒေဒရာမိတ်ဆာများဒါနဝမိတ်ဆာများရရှာသာဘလူးများနဲ့နတ်ဖျားများအားလုံးသူ့ကိုတတ်လို့မရနိုင်စေဖို့ကိုဆူတောင်းခဲ့ပါတယ်အကိုဖြစ်သူကုဝေဒနဲ့စစ်ခင်းချင်း Biped Debra ရဲ့အင်္ဂလိပ်ဘာသာပြန် Volume 3 Page 506 ကဖော်ပြချက်အရယာဝနရဲ့ရရှာသာစစ်တပ်ကြီးဟာကုဝေဒရဲ့ရက်ခဘလူးများနဲ့စစ်ခင်းခဲ့ကြပါတယ်အဲ့ဒီအချိန်မှာယာဝနဘက်မှာအားကိုးရတဲ့တမူ6ဦးထိရှိခဲ့ပါတယ်အဲ့ဒီတမူကြီးတွေကတော့မဟောဒရပရာပတမာရီဇတုကတရဏဓမ္မရရှာတို့ပဲဖြစ်ပါတယ်အဲ့ဒီတမူတွေကဘလောက်ထိကျန်းလဲဆိုရင်သူတို့တဦးချင်းစီဟာရန်သူ1000နဲ့ညီမျှတယ်လို့ဆိုပါတယ်စစ်ပွဲအတွင်းမှာလည်းရက်ခစစ်သည်တွေကိုခြေတွေလက်တွေကိုဖျက်တောက်ပြီးရက်ဆက်စွာတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်ယာဝနဟာတိုက်ခိုက်နေရင်နဲ့ရွှေငွေနီလာများနဲ့တစားဆင်ထားတဲ့မျိုးရိုးတကားကြီးနားကိုရောက်ရှိလာခဲ့ပါတယ်အဲ့အချိန်မှာခွန်အားကြီးမားတဲ့တကားဆောင်ရက်ခကြီးတူကီယာဘာနုဟာအဲ့ဒီမျိုးတကားကြီးနဲ့ရိုက်ချလိုက်ပါတယ်ဒါပေမဲ့အရှင်ပြမစီကရရှိထားတဲ့စူတောင်းကြောင့်သူဟာဘာမှမဖြစ်ခဲ့ပါဘူးယာဝနဟာအဲ့ဒီတကားကြီးကိုယူပြီးရက်ခကြီးကိုပြန်ရိုက်လိုက်တဲ့အခါမှာတော့ရက်ခကြီးဟာအစအနပါရှာမရခဲ့တဲ့အထိဖြစ်ခဲ့ရတယ်လို့ဖော်ပြထားပါတယ်ယာဝနရဲ့ကြောင်းမက်ဖွဲ့စွမ်းရည်တွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာကျန်တဲ့ရက်ခစစ်သည်များအားလုံးဟာကြောင်းလန့်ကုန်ကြပြီးမြေချောင်းများနဲ့ဂူတွေထဲကိုထွက်ပြေးပုန်းသွားခဲ့ကြတဲ့အထိဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာယာဝနဟာအကိုဖြစ်သူကုဝေဒကိုအနိုင်တိုက်ခဲ့ပြီးပုရှပါကနယထာပြန်ကိုတိမ့်ပိုက်ခဲ့ပါတယ်စာအုပ်ထဲကဖော်ပြချက်အရဒီနယထာပြန်ကြီးမှာရွှေတိုင်များနီလာများနဲ့ပလဲကိုရများပါရှိပြီးအလိုရှိရာအရက်ကိုအလိုလျောက်ပြန်တန်းနိုင်တယ်လို့ဖော်ပြထားပါတယ်တောင်ကိုမာချင်း Biped Debra ရဲ့အင်္ဂလိပ်ဘာသာပြန် Volume 3 Page 511 ကဖော်ပြချက်အရယာဝနဟာအကိုဖြစ်သူကုဝေဒကိုအနိုင်ယူပြီးတဲ့နောက်မှာနေရထားပြန်ကြီးကိုကြီးကျယ်ခမ်းနားစွာစီးနင်းကထွက်ခွာခဲ့တယ်လို့ဆိုပါတယ်အဲ့လိုထွက်ခွာလာရင်းနဲ့ကိတိကေယမွေးဖွားရာရွှေရောင်ကျူတော်ကြီးရှိရာတောင်ပေါ်ကိုရောက်ရှိလာခဲ့တဲ့အချိန်မှာတော့နေရထားပြန်ကြီးဟာရှေ့ဆက်မရတော့ပဲရက်တန့်သွားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာအရှင်ရှိပါရဲ့နောက်လိုက်ဖြစ်တဲ့နန္ဒီသွားရသို့မဟုတ်စီးတော်နွားနမင်းရောက်လာပြီးအရှင်ရှိပါဟာဒီတောင်ပေါ်မှာဆံမြန်းပျော်မွေ့နေတာမလို့နတ်ဘလူးနဂါငှက်ဂလုံစတဲ့ဘယ်သရဝါမဆိုဖြတ်တန်းလို့မရအောင်တားမြစ်ပိတ်ဆို့ထားတာကြောင့်ပြန်လှည့်ဖို့သတိပေးခဲ့ပါတယ်ဒါပေမဲ့မောင်းမာနေတဲ့ယာဝနဟာနန္ဒီကိုစော်ကားလောင်ပြောင်ခဲ့ပြီးတောင်ကြီးကိုအောက်ခြေကနေမဖို့ကြိုးစားခဲ့ပါတယ်တချို့ကျမ်းတွေမှာတော့ဒီတောင်ကြီးကိုကေလာသတောင်လို့ဖော်ပြထားကြပါတယ်ယာဝနဟာသူ့ရဲ့လက်နှစ်ဖက်ကိုတောင်အောက်ခြေကနေထိုးကာတောင်ကြီးကိုမခဲ့ပါတယ်အဲ့လိုမလိုက်တာကြောင့်တောင်ကြီးတစ်ခုလုံးဟာတုန်ခါလာခဲ့ပါတယ်ဒါပေမဲ့တောင်ပေါ်မှာရှိနေတဲ့အရှင်ရှိပါဟာဒီဖြစ်ရပ်ကိုသဘောကျရေမောနေရင်းနဲ့သူ့ရဲ့ချိန်မတော်တစ်ဖက်ကိုအသာလေးဖိချလိုက်ပါတယ်အဲ့ဒီအချိန်မှာအပေါ်ကိုကြွတက်နေတဲ့တောင်ကြီးဟာအောက်ကိုပြန်ပြိကျသွားပြီးယာဝနရဲ့လက်နှစ်ဖက်စလုံးကိုကြေမွသွားစေခဲ့ပါတယ်လက်တွေညက်ပြီးနာကျင်လွန်းလို့ယာဝနဟာသုံးလောကသို့မဟုတ်စัจ java ကြီးတုံလှုပ်သွားအောင်
အလွန်တရာကျယ်လောင်တဲ့အော်ဟစ်တန်ကြီးနဲ့အော်ခဲ့ပါတယ်။အဲ့ဒီတန်ကြောင့်လောကကြီးပျက်စီးတော့မယ်လို့ထင်မှတ်ခါလူသားတွေကထိတ်လန့်တုန်လှုပ်ခဲ့ရပြီးနတ်တွေကလည်းအလုံးမလုံးနိုင်မဲ့အာယုံပြပြကုန်ကြတယ်လို့ဆိုပါတယ်။နောက်ဆုံးမှာယာဝနာကတောင်းပန်ခဲ့တာကြောင့်အရှင်ရှိဘာကခြေမတော်ကိုပြန်ကြွပြီးယာဝနာရဲ့လက်တွေကိုလှုပ်ပေးခဲ့ပါတယ်။အရှင်ရှိဘာဟာယာဝနာရဲ့ရဲတန်းတက်သည့်အပေါ်သဘောကျခဲ့တာကြောင့်သူတောင်းအောင်မှာလက်ညက်စင်ကအော်ဟစ်တဲ့အတန်ကလောကတစ်ခွင်လုံးကိုထိတ်လန့်တုန်လှုပ်ခဲ့ရတာကြောင့်သူ့ကိုယာဝနာသို့မဟုတ်ထိတ်လန့်တုန်လှုပ်ဖွဲ့အော်ဟစ်သူလို့အဓိပ္ပာယ်ရတဲ့အမည်ကိုပေးခဲ့ပါတယ်။ငရဲပြည်ကိုစစ်ခင်းခြင်းဘိုင်ဘတ်ဒဘရိုင်းရဲ့အင်္ဂလိပ်ဘာသာပြန် Volume 3 Page 526ကဖော်ပြချက်အရယာဝနာဟာယမမင်းရှိရာငရဲပြည်ကိုသူ့ရဲ့ဘလူးစစ်တပ်များနဲ့စစ်ချီလာခဲ့ပါတယ်။သူဟာစစ်ပွဲအတွင်းမှာမကောင်းမှုကြောင့်ငရဲခံနေရတဲ့ဝိညာဉ်တွေကိုလှုပ်ပေးခဲ့ပါတယ်။ဒါအပြင်ငရဲသားတွေကိုလည်းလက်နဲ့ဘောင်းတုံနဲ့တိုက်ခိုက်ရုံတင်မကပဲတစ်ပင်များနဲ့တောင်ကြီးတွေကိုပါလက်နဲ့အဖြစ်သုံးပြီးတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။နောက်ဆုံးမှာယာဝနာဟာကဘာဦးဖြက်ဆွမ်းအပြင်နတ်များလက်နဲ့ဖြစ်တဲ့ပါရှုပတမြားတော်ကိုသူ့ရဲ့လေးမှာတက်ဆင်ကပြစ်ခတ်လိုက်ပါတယ်။အဲ့ဒီမြားချက်ဟာဘလောက်ထိပြင်းထန်လဲဆိုရင်ငရဲစစ်တပ်တွေဟာမီးလောင်ပြီးတေကျေကုန်ကြတဲ့အထိဖြစ်သွားခဲ့လို့ဆိုပါတယ်။နောက်ဆုံးမှာတော့ယမမင်းကြီးဟာတီးမခံနိုင်တော့ပဲသူကိုယ်တိုင်စစ်ပွဲတဲကိုဝင်ရောက်လာခဲ့ပါတယ်။ယမမင်းဟာသူ့ရဲ့အစွမ်းထက်ဆုံးလက်နဲ့ဖြစ်တဲ့ကာလာဒန္တတင်မင်းတို့ကိုယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတော့ကဘလောက်ထိစွမ်းလဲဆိုရင်ရောင်ကြီးတွေတလက်လက်လောင်ကျွမ်းတောက်ပနေခဲ့ပြီးလက်နက်ရဲ့အရှိန်အဝါနဲ့တင်ဒရဝါတွေရဲ့အသက်ဝိညာဉ်တွေ6သိပ်ကုန်တယ်လို့ဆိုပါတယ်။အဲ့ဒီမြင်ကွင်းကြောင့်နတ်ပြည်အပါဝင်စัจ java တစ်ခွင်လုံးတုံလုံးခြောက်ချခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ယာဝနာရဲ့ဘလူးတက်ကြီးကလည်းအဲ့ဒီမြင်ကွင်းကိုမြင်တဲ့အခါမှာကြောင်းလန့်တကြားထွက်ပြေးကဖယိုဖယဲဖြစ်ကုန်ကြပါတယ်။ဒါပေမဲ့ယာဝနာတူတဲ့ကသာတုံလုံးချင်းမရှိပဲကြက်ရခံကြံရစ်ခယမမင်းနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ယာဝနာနဲ့ယမမင်းရဲ့တိုက်ခိုက်မှုဟာ9ရက်နဲ့9ညတိုင်တိုင်တိုက်ခိုက်ခဲ့ပြီးအနိုင်ရှုံးမပေါ်ခဲ့ဘူးလို့ဖော်ပြထားပါတယ်။နောက်ဆုံးမှာတော့အရှင်ပြမရောက်ရှိလာခဲ့ပြီးဖြံပြေခဲ့တာကြောင့်ယမမင်းဟာသူ့ရဲ့စီရထားနဲ့လက်နက်တွေကိုရုပ်သိမ်းကကွယ်ပြောက်သွားခဲ့ပါတယ်။နဂါးပြည်ကိုသိမ်းပိုက်ခြင်းဘိုင်ဘတ်ဒဘရိုင်းရဲ့အင်္ဂလိပ်ဘာသာပြန် Volume 3 Page 533ကဖော်ပြချက်အရယာဝနာဟာဝါယုနနာမင်းစောက်ရှောက်ထားတဲ့နယ်မြေနဲ့ဝတ်တုတ်ကီနဂါမင်းကောက်ဝယ်ထားတဲ့ရတနာတွေပြည့်မြတ်နေတဲ့ဘောဂဝရီမြို့တော်ကိုတွားရောက်ခအဲ့ဒီနေရာမှာရှိတဲ့မွေနဂါများကိုသူ့ရဲ့လက်အောက်ခံအဖြစ်အောင်မြင်သွားနှိမ်နှင်းသိမ်းပိုက်ခဲ့ပါတယ်။ဒါအပြင်ရေနမင်းဝါယုနရဲ့စိုင်တော်ကိုကျူးကျော်ဝင်ရောက်ခသူ့ရဲ့စစ်တင်နာပတိကိုတိုက်ခိုက်တပ်ဖြတ်ခဲ့ပါတယ်။ယာဝနာကဝါယုနနာမင်းရဲ့စစ်တီတွေကိုဒီလိုပြောခဲ့ပါတယ်။မင်းတို့အရှင်စီကိုတွားငါနဲ့တိုက်ခိုက်ဖို့ကိုပြောလိုက်မတိုက်ချင်ရင်ဒုထောက်ရှုံးပေးကြောင်းဝန်ခံလို့ဆိုကစိန်ခေါ်ခဲ့ပါတယ်။ယာဝနာရဲ့စိန်ခေါ်မှုကြောင့်ဝါယုနနာမင်းရဲ့သားများမြင်းများဖြစ်ကြတဲ့ဂေါပုတ်တကာရစားတဲ့မိသားစုဝင်များကစစ်တပ်ကိုဥဆောင်ကတိုက်ပွဲဝင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ယာဝနာနဲ့သူ့ရဲ့စစ်တပ်ကိုမရှင်နိုင်ပဲအရှုံးပေးခဲ့ရပါတယ်။နတ်ပြည်ကိုစစ်ချီခြင်းဘိုင်ဘတ်ဒဘရိုင်းရဲ့အင်္ဂလိပ်ဘာသာပြန် Volume 3 Page 556ကဖော်ပြချက်အရယာဝနာဟာသူ့ရဲ့ဘလူးစစ်တပ်ကြီးနဲ့အတူနာမင်းကြီးအင်ဒရာရဲ့နတ်ပြည်ကိုစစ်ချီလာခဲ့ပါတယ်။ဘလူးစစ်တပ်ကြီးဟာအရက်မျက်နှာအနှံပြားမှာဝိုင်းထားကြရလို့ဆိုပါတယ်။ယာဝနာရောက်လာပြီဖြစ်ကြောင်းကြားသိရတဲ့အချိန်မှာနာမင်းကြီးအင်ဒရာရဲ့ယာသပလင်ဟာစတင်လှုပ်ခတုံရင်သွားခဲ့လို့ဖော်ပြထားခဲ့ပါတယ်။နတ်တို့ရဲ့အရှင်အင်ဒရာကနတ်ပြည်မှာရှိတဲ့အဓိကနာမင်းအဖွဲ့အစည်းတွေဖြစ်ကြတဲ့အာဒရီဒဝတုရူဒဝိတဝဒေဝတာရနဲ့မရုစားတဲ့နာမည်များအားလုံးကိုယာဝနာကိုတိုက်ခိုက်ဖို့စစ်ပြင်ခိုင်းခဲ့ပါတယ်။အင်ဒရာဟာသားတော်ဂျာယန္ဒကိုလည်းစစ်မြေပြင်ကိုဆစ်လွတ်ခဲ့ကယာဝနာရဲ့သားတော်မိဂနာဒါကိုထိတ်တိုက်ရင်ဆိုင်မှုစိတ်ခိုင်းခဲ့ပါတယ်။သားတော်နှစ်ပါးဟာအပြင်းထန်တိုက်ခိုက်ခဲ့ကြပြီးအင်ဒရာရဲ့သားတော်ဟာဆေရှုံးသွားခဲ့ရပါတယ်။သားတော်ဆေရှုံးသွားခဲ့တာကြောင့်နတ်တို့ရဲ့အရှင်အင်ဒရာဟာစစ်မြေပြင်ကိုဝင်ရောက်လာခဲ့ပါတယ်။ယာဝနာဟာလည်းနေရထားပြန်ကိုစီးပြီးအင်ဒရာကိုရင်ဆိုင်ဖို့စစ်မြေပြင်ကိုဝင်ရောက်လာခဲ့ပြန်ပါတယ်။သူတို့နှစ်ဦးရဲ့တိုက်ခိုက်မှုဟာဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်စัจ java တစ်ခုလုံးအမောင်ဖုံးသွားခဲ့တာကြောင့်အမောင်တို့အတွင်းမှာရှိတဲ့စစ်မြေပြင်ကနတ်များနဲ့ဘလူးများဟာဘယ်သူဘယ်ဝါမှမသိပဲအချင်းချင်းရန်တမ်းတပ်ဖြတ်ခဲ့ကြတာကြောင့်စစ်တပ်ကြီးနှစ်ခုစလုံးရဲ့90%ဟာတေဆုံးပျက်စီးသွားကြပြီး
10ရာခိုင်နှုန်းသာကြံရစ်ခဲ့တော့တယ်လို့ဖော်ပြထားပါတယ်။နောက်ဆုံးမှာသားတော်မီဂါနာဒါရဲ့လက်ချက်နဲ့နတ်တို့ရဲ့အရှင်အင်ဒရာကိုအမိရဖန်စီကယာဝနဟာစစ်ပွဲကိုအောင်မြင်သွားအဆုံးသတ်နိုင်ခဲ့ပါတယ်။ခေါင်းအလုံးတရာဖြတ်ခံရခြင်းဘိုက်ဘက်ဒက်ဘရိုင်းရဲ့အင်္ဂလိပ်ဘာသာပြန် Volume 2 Page 385ကဖော်ပြချက်အရယာမဟာယာဝနရဲ့ခေါင်းတွေကိုဖျက်တောက်ဖို့အတွက်ဝါရစိန်မိုးချိုးလက်နက်နဲ့တူတဲ့မြားများကိုအသုံးပြုခဲ့ပါတယ်။အဲ့ဒီဖျက်အားပြင်းတဲ့မြားနဲ့ပစ်တာတောင်ပြတ်သွားတဲ့ခေါင်းနေရာမှာခေါင်းအသစ်တစ်လုံးဟာချက်ချင်းပြန်ပေါက်လာတယ်လို့ဆိုပါတယ်။အဲ့လိုပုံစံနဲ့အခါ100လောက်ဖြတ်ခဲ့ပေမဲ့လည်းခေါင်းအသစ်အလုံး100ဟာပြန်ထွက်လာခဲ့တယ်လို့ဖော်ပြထားခဲ့ပါတယ်။ဂျိုနမင်း9ပါးကိုစေခိုင်းနိုင်ခြင်းယာဝနဟာဂျိုနမင်း9ပါးလုံးကိုသူ့သားတော်မွေးဖွားလာတဲ့အချိန်မှာအကောင်းဆုံးဇာတာဖြစ်အောင်နေရာတကျတန်းစီနေဖို့အတင်းအဓမ္မအမိန်ပေးချင်းကြောက်ခဲ့ပါတယ်။ဆက်ကြရာရဲ့နိယမတရားကိုသူဖြစ်ချင်တဲ့အတိုင်းဖြစ်အောင်ဂျိုတွေကိုအတွင်းရှေ့ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ယာဝနဟာအဲ့ဒီလိုဆက်ကြရာရဲ့ကံကြမ္မာကိုသုံးဖြတ်တဲ့ဂျိုနမင်း9ပါးစလုံးကိုဖမ်းဆီးခဲ့ပြီးသူ့ရဲ့ယာသပလင်စီကိုတက်တဲ့လှေကားတွေအဖြစ်ထားရှိခဲ့ပါတယ်။သူပလင်ပေါ်တက်တိုင်းစင်းတိုင်းမှာဒီဂျိုနမင်းတွေရဲ့ကြောကုန်းကိုခြေပေါ်နဲ့တန်နှင်းပြီးစင်းခဲ့တက်ခဲ့တယ်လို့ဟိန္ဒူနက္ခဗေဒဆိုင်ရာရိုးရကျမ်းဂန်များမှာဖော်ပြထားခဲ့ပါတယ်။ယာဝနကဘလောက်တောင်ကျမ်းလဲဆိုတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။သဘောကျတယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်ခင်ဗျ။ကျေးဇူးတင်ပါတယ်။